ဂျပန်ကိုကြောင်းနဲ့လာတယ်ဆိုလို့ရှိရင်ဒီအမားမျိုးကိုလုံးဝမလုပ်ပါနဲ့ဂျပန်ကိုကြောင်းနဲ့လာတဲ့သူတွေရဲ့90%လောက်ကပညာသင်မယ်အရင်းအနှီးတစ်ခုရှာမယ်ပြီးရင်ကိုယ်နိုင်ငံမှာပြန်ပြီးအခြေချမယ်ဆိုတဲ့အိမ်မက်လေးရှိကြပါတယ်ဒီအိမ်မက်လေးကိုဖျက်ဆီးလိုက်တာကတော့ကိုအလိုလိုက်လွန်းတာပါဂျပန်ဆိုတာကကမ္ဘာအတိုးတက်ဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပါတယ်အပျော်ပါလားအဝတ်အစား brand တွေလားခင်ဗျားဘာလိုချင်လဲခင်ဗျားလိုချင်တဲ့အရာတွေအားလုံးကလက်တကမ်းမှာမြင်တွေ့နေရတာဖြစ်ပါတယ်ကိုကစိတ်အလိုလိုက်ပြီးတော့မှဒါတွေသာ like ဝယ်နေမယ်ဆိုလို့ရှိရင်ဗျာခင်ဗျားရဲ့အိမ်မက်လေးကပျက်စီးသွားပါလိမ့်မယ် Nike ကအသစ်ထုတ်လိုက်တဲ့ဖက်နက်လေးလှတယ်နော်iPhone 17 Pro Max မိုက်တယ်ခင်ဗျမလိုချင်ဘူးလားလိုချင်တာပေါ့ကျွန်တော်လည်းလိုချင်တာပဲလေဒါပေမဲ့ကျွန်တော်တို့လစာကိုတစ်ချက်ကြည့်လိုက်ရအောင်ကျွန်တော်တို့အချိန်ပိုင်းအလုံးတစ်နာရီကိုရန်1900ဆိုတော့တစ်ပတ်ကို28နာရီအပြည့်လုပ်တယ်ဗျာတစ်လနေမှ73,000ခွဲလောက်ပဲရတယ်နော်73,000ခွဲပဲရတယ်ဒီတဲကမှကျောင်းလာက9,000နေသေးစားသေး9,000လောက်နှုတ်လိုက်မယ်ဆိုလို့ရှိရင်လက်ထဲမှာ9,000ပဲကျန်ပါတယ်9,000ပဲစုလို့ရပါမယ်ငါတော့ဝယ်နေတာပဲကွာပုံမှန်ပါပဲလောက်တယ်ဆိုတဲ့သူတွေကြောင်းပြောင်းမှခင်ဗျားတို့အခက်တွေ့မှာပါကျွန်တော်အခုပြောနေတာက Riggit တွေမပါဘူးကျွန်တော်တို့လိုမျိုးကိုတူးကိုခြုံမရမဲ့လူငယ်တွေကိုပြောပြနေတာပါတစွတ်ထိုးလောက်တယ်ဆိုတာလူငယ်တွေရဲ့တဘာဝကိုဖြစ်ချင်တာကိုလိုချင်တာရှိလို့ရှိရင်ဘာမှမစင်စားပဲနဲ့ဗျာလို့တစွတ်ထိုးလောက်တာအဲ့ထဲမှာကျွန်တော်လည်းပါဝင်ကျွန်တော်ဆိုလို့ရှိရင်တော့ပထမနှစ်တုန်းကဒီမှာ Canon ကင်မရာတစ်လုံးဝယ်လိုက်ပါတယ်ကင်မရာရဲ့ accessory ရဲ့ကိုမှ18,000လောက်ကျပါတယ်ပေါ့နော်18,000လောက်ကုန်ပါတယ်နောက်တစ်ခုကဒီမှာကျွန်တော်ဒီ DJI Pocket 3ပေါ့ Creator Combo ဒီကောင်က10,000လောက်ရှိပါတယ်ဒီကောင်နေဝယ်ပြီးတဲ့စာကျွန်တော်အခက်တွေ့တော့တာပဲအခုဆိုရင်ကျွန်တော် call လေး set တက်ဖို့လက်ထဲမှာပတ်စံမစုမိပါဘူးတော့ကိုကကြောင်း set တက်ချင်တယ်ကိုအိမ်မက်လေးကို set ပြီးတော့မှအကောင့်ထဲဖော်ချင်တယ်ဆိုလို့ရှိရင်မလိုအပ်တဲ့ပစ္စည်းတွေမဝယ်ပါနဲ့ brand တွေနောက်ကိုမလိုက်ပါနဲ့ဆိုတော့ဘလို့မှမရဘူးငါလိုချင်တယ်ဆိုလို့ရှိရင်လေကိုအခြေအနေကိုပြန်သုံးသပ်ပြီးမှဝယ်ပါဆိုတော့ language school ပထမနှစ်မှာတော့ကလေးစားပတ်စံစုထားပါမဟုတ်လို့ရှိရင်အိမ်ကပြန်တောင်းရပါလိမ့်မယ်လူတော်တွေဆိုတာကသူများအမှားကနေပြီးတော့မှသင်ခန်းစာယူလေးရှိကြတယ်ဆိုတော့ကိုယ်တိုင်မှားနေဖို့အချိန်မရှိဘူးဗျာကျွန်တော်အမှားကိုလှေကလေးအဖြစ်အသုံးချပြီးတော့မှခင်ဗျားတို့ရဲ့အိမ်မက်တွေစီကိုရောက်အောင်သွားပါလို့ပြောပြချင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်ရဲ့အမှားကိုမှခင်ဗျားတို့လိုက်မမှားရအောင်လို့မို့ပြောပြပေးတာဖြစ်ပါတယ်ဟိုတော့ဗျာဒီထိရောက်လာပြီးမှခင်ဗျားတို့ရဲ့အိမ်မက်ကိုအပြက်စီးမခံနဲ့အခါတလေကြလို့ရှိရင်ကိုယ့်ရဲ့စိတ်ကကိုယ့်ရဲ့ရန်သူဖြစ်နေတတ်တာကိုမမေ့ပါနဲ့ဆိုတော့ကိုယ့်ရဲ့စိတ်ကိုအလိုမလိုက်လွန်းပါနဲ့ပေါ့နော်နောက်မှအာဝဘဝကိုရောက်နေပါမယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ပါမယ်ဘိုင်ဘိုင်